ကျွန်တော်မရှိပေမဲ့ကျွန်တော်ကဒီဘက်မှာမိသားစုတာဝန်ကိုသွားထမ်းနေတယ်ဆိုတော့အတွေးနဲ့ခုနှစ်သားသမီးကလည်းကျွန်တော်မိသားစုကိုပြန်ဆောင်ရှောက်ပေးတယ်မင်္ဂလာပဲကျွန်တော်မရှိတဲ့အချိန်မှာရောကျွန်တော်ရှိတဲ့အချိန်မှာရောတကူးတကောက်ကိုမအားရကြနဲ့လာအားပေးကြတဲ့ခုနှစ်သားသမီးတကယ်ကိုကျေးဇူးတင်တာလဲတူတူပဲချစ်စရာကောင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်မရှိပေမဲ့ကျွန်တော်ကဒီဘက်မှာမိသားစုတာဝန်ကိုသွားထမ်းနေတယ်ဆိုတော့အတွေးနဲ့ခုနှစ်သားသမီးကလည်းကျွန်တော်မိသားစုကိုပြန်ဆောင်ရှောက်ပေးတယ်မင်္ဂလာပဲကျွန်တော်ကိုပြောထားတာတွေ2ကား3ကားရှိတယ်ဟုတ်ကျွန်တော်အခုဆရာနဲ့ကျွန်တော်လည်းကျွန်တော်တိုင်ပင်နေတယ်လှုပ်တင်လားမလှုပ်တင်လားဟုတ်ကျွန်တော်မှတိုင်ပင်ဆရာတို့ဒီဆရာပဲရှိတာမဖွေးဖွေးဆိုရင်ကျွန်တော်မဖွေးဖွေးဆိုတာကျွန်တော်ထက်ငယ်လဲငယ်မကြည့်လဲကြည့်မယ်ဒါပေမဲ့ကျွန်တော်ရိုသေတမှုနဲ့ခေါ်တာပါဟိုကြနေဒီသက်ရွယ်နေဆိုပြီးပြောမှဆိုလို့မဖွေးဖွေးဆိုရင်2ခေါက်ရှိပြီပထမတစ်ခေါက်တော့ကျွန်တော်ကကြောက်လို့ဆိုတာရှိန်လာပေါ့ဗျာကျွန်တော်ထက်စီနီယာကြီးကလာစားတာဆိုတော့ကျွန်တော်မရရဲဘူးဒုတိယချိန်လာတော့ကျွန်တော်မရှိဘူးကျွန်တော်ကလေးတွေကတော့ပထမတစ်ခေါက်ကလည်းရိုက်တယ်ဒုတိယတစ်ခေါက်လည်းရိုက်တယ်သိလားရိုက်ပြီးတော့ကျေးဇူးလည်းတကယ်တင်ရပါတယ်ဘာလို့မအားတဲ့ကြားကနေဒါတကယ်သူတခြားဆိုင်တွေလည်းစားလို့ရတယ်ဒါတက်ကိုသူလည်းဟိုအားပေးတာကိုကျွန်တော်တကယ်ကိုကျေးဇူးအထူးတင်ပါတယ်ကိုရင်နန္ဒာလည်းလာစားတယ်ပြီးတော့ကိုမိုးတို့ကိုကြော်တို့လာစားတယ်ပြီးရင်ဟိုစစ်နိုင်တို့သူကြီး2ယောက်လည်းလာစားတယ်နောက်ထပ်ဟိုကလေဆရာကြီးချင်းကြီးဆရာကြီးချင်းကြီးဆိုရင်လည်းမဆုံးခင်ကလာစားတယ်ဗျာကျွန်တော်မှဓာတ်ပုံရှိတယ်သိလားသူ့သားလေးနဲ့အဲ့ဒါလည်းလာစားတယ်ပြီးတော့ຫນွယ်ပိုးရင်လည်းလာစားတယ်ဒါဆိုသူဆိုရင်ကျွန်တော်ကိုချစ်လို့လာစားတာပြီးတော့တခြားလူပညာသမားတွေလည်းတော်တော်များများလာတယ်ကျွန်တော်မသိလိုက်တာတွေလည်းအများကြီးရှိတယ်လို့မရှိတဲ့အချိန်လည်းလာအဲ့အတွက်ရှိလိုက်တဲ့အချိန်မှာလာစားတဲ့လူပညာတွေအားလုံးလည်းနာမည်လေးမေးကြံခဲ့ရင်လည်းကျေးဇူးတင်ပါတယ်တောင်းပန်ပါတယ်နောက်တစ်ခုကကျွန်တော်မရှိတဲ့အချိန်မှာရောကျွန်တော်ရှိတဲ့အချိန်မှာရောတကူးတကောက်ကိုမအားရကြနဲ့လာအားပေးကြတဲ့ခုနှစ်သားသမီးတကယ်ကိုကျေးဇူးတင်တာလဲဒေါ်လာပိုင်း30ရက်နေ့2025မှာနိုင်ငံလုံးမှာယုံကြည်ပြသလို့ပဲတော်တဲ့ရုပ်ရှင်စကားကြီးကိုခုနှစ်သားသမီးအားလုံးလာရောက်ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ပါတယ်ခင်ဗျာဒီကားလေးကိုကြည့်ရှုပေးကြမဲ့သူတွေအားလုံးကိုကျွန်တော်ပြောချင်တာတခုကတော့ဒီကားလေးကြည့်ရင်လည်းအလူလေးလုပ်ရင်ဖြစ်မှာမလို့ဒီကားရဲ့ရရှိတဲ့အမျက်ငွေရဲ့100%လုံးကိုငလင်တင့်ဒေသမှာရှိတဲ့ပြည်သူတွေကိုလှူဒန်းသွားမှာဖြစ်တဲ့အတွက်အားလုံးပဲကြည့်ရှုပေးပါဦးလို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာကျေးဇူးပါ